大家好，今天嘛咯老师讲呢，比如苹果嘅 application 呢，啵喏，phone 呢，အလွယ်တကူလေးလာလို့ရလဲဆိုတာကိုပြောပြပေးမှာဖြစ်ပါတယ်။အဲ့တော့老师တို့ဒီမှာဆိုလို့ရှိရင်တော့ပထမဆုံး老师က Chinese 拼ဆိုတဲ့ application တစ်ခုကို老师က down ထားတယ်ပေါ့နော်။အဲ့ဒါလေးကို老师တို့ down ချင်တယ်ဆိုလို့ရှိရင်တော့ဒီမှာဆိုလို့ရှိရင် Play Store ကိုသွားပြီးဆိုလို့ရှိရင်တော့ Chinese 拼လို့ရိုက်လိုက်ပေါ့နော်။အဲ့ဒီမှာကြာလာ application တွေကမှဒီမှာဆိုရင်老师ကရွေးထားတဲ့ဟာလေးကတော့ဒါလေးပေါ့နော်အဲ့ Chinese 拼ဆိုတဲ့ဟာလေးကိုဒီမှာ install လုပ်လိုက်ပေါ့နော် install လုပ်ပြီးတော့ဒီမှာ open ဆိုတဲ့ဟာလေးပေါ်လာလိမ့်မယ်အဲ့ခါကြလို့ရှိရင်老师တို့ open လေးကိုနှိပ်လိုက်ပေါ့နော်ဟုတ်ပြီအဲ့ open ကိုနှိပ်ပြီးသားပြီဆိုလို့ရှိရင်တော့ဒီမှာသုံးပုံသုံးနည်းက initial နဲ့ final ဆိုပြီးနှစ်ခုပါတယ်ပေါ့နော်အဲ့မှာတရုပ်စာမှာဆိုလို့ရှိရင် initial ကကြတော့ b ဖြစ်ပြီးတော့တရကကြတော့ final ပေါ့နော်ဟုတ်ပြီအဲ့တော့ကိုကတလုံးချင်းစီရိုက်ချင်တယ်ဆိုလို့ရှိရင်လည်းတလုံးချင်းစီရိုက်လို့ရတယ် application နဲ့ဝင်လိုက်ပြီဆိုရင်老师တို့ဒီမှာတလုံးချင်းစီကြည့်ရှင်းနေဆိုရင်波坡摸佛အဲ့ဒါပြီးတော့မှ老师တို့အနောက်ကနေလိုက်ဆိုချင်တယ်ဆိုရင်တော့ read ဆိုတဲ့ဟာလေးကိုနှိပ်လိုက်ပါနော်请跟我一起读声母波波坡坡摸摸佛佛တကယ်လို့ပိတ်ချင်တယ်ဆိုရင်တော့ read ကိုနှိပ်လိုက်ပါအဲ့လိုပဲနောက်တစ်ခုကလည်းဒီအောက်က vowel လေးတွေပေါ့နော်စကားလုံးလေးတရလေးလေးလာခြင်းနဲ့ဆိုလို့ရှိရင်တော့တစ်လုံးကြည့်စီလိုက်နေတယ်我တစ်လုံးကြည့်စီလိုက်နေလဲရတယ်ပေါ့နော်ဒါမှမဟုတ်အဲ့စကားလုံးတွေကိုတောက်လျှောက်နားထောင်ခြင်းနဲ့ဆိုလို့ရှိရင်တော့ law should read ဆိုတဲ့စကားလုံးကိုနှိပ်ပါတကယ်လို့မဟုတ်ဘူး read ဆိုတဲ့စကားလုံးမဟုတ်ဘဲနဲ့ဒီအတန်တုံးနဲ့ပေါ့နော် vowel တရလေးနဲ့တွဲပြီးတော့မှနားထောင်ခြင်းနဲ့ဆိုရင်တော့ read about ဒီအတန်တုံးတင်ဂီတာလေးနဲ့ရေးထားတဲ့ဟာလေးကိုနှိပ်လိုက်ပါ请跟我一起读声调啊啊啊啊我ဒါဆိုလို့ရှိရင်တော့ရှုတို့ဒီပေါ့နော်vowel ပေါ့နော်စကားလုံးလေးနဲ့အတန်တုံးပေါင်းတဲ့ဟာလေးရသွားပြီပေါ့နော်ဒါဆိုလို့ရှိရင် b နဲ့တရနဲ့ပေါင်းတဲ့ဟာကိုအတန်ထွက်ကိုနားထောင်မယ်ပြီးဆိုလို့ရှိရင်တော့စကားလုံးလေးရေးမယ်ဆိုရင် what ဆိုတဲ့ဟာလေးနှိပ်လိုက်ပါ兵马俑ဒါဆိုလို့ရှိရင်တော့ what ဆိုတဲ့စကားလုံးနဲ့ဝင်သွားပြီပေါ့နော်ဝင်သွားပြီဆိုလို့ရှိရင်သူဆိုပြတဲ့ဟာလေးတွေကိုရှုတို့ပြန်နားထောင်မယ်ဆိုလို့အနှီးနားထောင်ခြင်းတော့ညာဘက်ကဟောင်းနှိပ်မြန်နားထောင်ခြင်းတော့ဘယ်ဘက်ကအောင်နှိပ်ပေါ့နော်ဆိုတော့ရှုကတော့အမြန်ကိုနှိပ်လိုက်မယ်နော်兵马俑ပေးမာယူဆိုတဲ့စကားလုံးလေးကိုရှုတို့ရွေးရမယ်ပေါ့နော်ဆိုရင်တော့အမှန်